Argentina ပွဲတော့ပြီးတော့ရန်လည်းကောင်းတယ်ရန်လည်းမိုက်ဆုံးရတဲ့ခွာပါလဲဆိုလို့ရှိရင်ကိုကြီးမစီက hat-trick ရပါဒါပါပဲပြီးရင်ကမ္ဘာဖလားမှာဂိုးအများဆုံးတွင်းတူပူတွဲအနေနဲ့ရောက်ရှိနေပြီနောက်တစ်လုံးတွင်းတာနဲ့ကမ္ဘာဖလားမှာဂိုးတွင်းအများဆုံးကစားသမားဖြစ်မယ်ပြီးရင်အသက်အကြီးဆုံး hat-trick တွင်းတူဖြော့အသက်အကြီးဆုံး hat-trick တွင်းနဲ့ကစားသမားအနေနဲ့စံချိန်တင်ထားပြီအရင်ကတော့ Ronaldo 33နှစ်မှာလာမသိဘူးဟုတ်မယ်အဲ့ဒီအဆန်ချိန်ကိုဖြတ်ပြီးတော့အခု38နှစ်နဲ့ဘယ်နှစ်ရက်လဲတော့သိပါအောင်အဲ့တော့အရေးကြီးမနေဘူးအဓိကကတော့မက်ဆီ hat-trick ရတယ်ကမ္ဘာဖလားဂိုးအများဆုံးတွင်းတဲ့ကစားသမားအနေနဲ့ပူတွဲရက်တည်နေပြီနောက်ထပ်တစ်လုံးတွင်းတာနဲ့ကမ္ဘာဖလားဂိုးတွင်းအများဆုံးကစားသမားဖြစ်မယ်အခုတော့ကမ္ဘာဖလားမှာ hat-trick တွင်းတဲ့ကစားသမားအသက်ကြီးဆုံးကစားသမားအနေနဲ့ရက်တည်နေပြီဘာပဲပြောဘွားမှာကန်ဆိုးတာရမ်းများတယ်ဗျာကျွန်တော်ကန်ဆိုးတဲ့အချက်တွေရမ်းများတယ်ဒါပေမဲ့ကန်ကောင်းတဲ့ရာပါလဲဆိုမက်ဆီဖန်ဖြစ်နေတာကန်ကောင်းတာပဲဖြစ်နိုင်ရင် Ronaldo ကိုလည်းဒီည hat-trick တွင်းစီချင်ညကြလို့ရှိရင် Ronaldo ပွဲစကြည့်မယ်ပြီးရင် Ronaldo ပွဲကိုတခြားအပိမယ်ဗျာကျွန်တော်ဘောလုံးသမားတွေကဒီကုတ်ကြီးနှစ်ပါးကုတ်နှစ်ပါးပဲပြောတစ်ပါးပဲပြောပါဗျာတကယ်ကျွန်တော်ကတော့သတ်မှတ်ထားတော့ကုတ်တစ်ပါးပါပဲရှင်းတယ်မက်ဆီဖန်မလို့ရေလို့တော့မဟုတ်တကယ်ဘောလုံးကစားတတ်တဲ့ကောင်တွေကဘောလုံးကစားတတ်တဲ့ကောင်တွေပါကန်တတ်တဲ့ကောင်တွေပြောတာမဟုတ်ဘောလုံးကစားတတ်တဲ့ကောင်တွေလူကစားသမားတွေရဲ့အမြင်နဲ့ကြည့်လို့ရှိရင် Ronaldo ထက်မက်ဆီတာတယ်ဆိုတာအကုန်လုံးလက်ခံနိုင်မယ်ကွာထားပါကျွန်တော် Ronaldo အားမပေးဘူးရလို့မဟုတ်เนาะမက်ဆီဖန်တိုင်းမဲ့ Ronaldo ကိုလည်းအားပေးတယ်ဒါပေမဲ့ Ronaldo ကအကောင်းဆုံးတိုက်စစ်ကစားသမားဟုတ်တယ်မက်ဆီကတော့အကောင်းဆုံးဘောလုံးကစားသမားအကောင်းဆုံးဘောလုံးကစားသမား Ronaldo ကတော့အကောင်းဆုံးတိုက်စစ်ကစားသမားပဲလက်ခံတယ် Okay ညကြရင်တွေ့မယ် See you